အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ fin စာကိုအခြေခံပေါ့နော်ရေးတဲ့ဖတ်တဲ့ပြောတတ်တဲ့သူတွေအတွက်ပုဟဲကီရဲ့ဒီကိုနည်းနည်းစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ Emily ရဲ့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးပါဆိုတော့ Emily တို့ပေါ့နော်ဒီ fin စာမှာလည်းပုဟဲကီရဲ့ဒီမှာပေါ့နော်ဒီသူတို့ဖင်လန်နိုင်ငံအတွင်းမှာပေါ့နော်ပြောတဲ့စကားတွေက data လိုက်ပြီးတော့မှာပေါ့နော်ကွဲပြားတာတွေရှိရဲပေါ့နော် Emily ကအခုဒီမှာတော့ပုဟဲကီရဲ့လေးရဲ့ပြီးတော့စဖို့မူရဲဆိုပြီးတော့ပေါ့နော်ဒီနှစ်မျိုးကိုပြောပြသွားမှာဖြစ်တယ်ပေါ့နော်ပုဟဲကီရဲ့လေးကတော့အများအပြားဒီပေါ့နော် Helsinki တို့ပေါ့နော်အဲ့ဒီဘက်ပေါ့နော်ဒီဖင်လန်နိုင်ငံရဲ့မြို့တော်မှာတုံကြတယ်ပေါ့နော်နောက်တစ်ခုကစဖို့မူရဲပေါ့နော်စဖို့မူရဲကကြတော့ဒီပေါ့နော်ပိုဟီယိုကြီးစဖို့ပေါ့နော်ဒီဘက်အချမ်းဒီမှာဆိုလို့ရှိရင်တော့ဒီစဖို့မှုတွေကိုသုံးနေပေါ့နော်အဓိကကတော့ဒီပေါ့နော်အသက်ကြီးတဲ့အဖိုးအဖွားတွေပေါ့နော်ရှေးလူကြီးတွေအများအပြားတော့သုံးကြတယ်ပေါ့နော်ဒီစဖို့မှုတွေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီအဖိုးအဖွားတွေလည်းပေါ့နော်အရန်ချစ်ကြပါတယ်ပေါ့နော် Emily အခုနေထိုင်တဲ့ကိုယ့်ကိုပြီးမှာဆိုလို့ရှိရင်တော့ဒီစဖို့မှုတွေဘာသာစကားနဲ့ပြောကြလေးရှိပါတယ်ဆိုတော့ Emily ကပထမအဆုံးအနေနဲ့ပေါ့နော်မိကုန်းစကလုံးလေးတွေကိုဘယ်လိုမျိုးပုဟဲကီရဲ့လေးမှာပြောလဲဆိုတာကို Emily ကပြပြပေးသွားပါမယ်အများအဖြစ်တော့မိကုန်းစကလုံးပုံမှန်စကလုံးကိုမှအနောက်ကနေ s ဒါမှမဟုတ်လို့ရှိရင် cas ပေါ့နော် cas ဆိုပြီးတော့မှအဆုံးသတ်တာများတယ်ပေါ့နော်အရင်ဆုံး s နဲ့ပေါ့နော် s အတန်တွဲနဲ့အဆုံးသတ်တဲ့ဒီမိကုန်းစကလုံးလေးတွေကိုပြပြသွားပါမယ်ပုံမှန် Emily တို့ကီရီယာကီရဲ့လေးမှာဆိုလို့ရှိရင်ကုကာဆိုလို့ရှိရင်ပုဟဲကီရဲ့လေးမှာတော့ kukas အနောက်က s ပေါင်းလိုက်တယ်ပေါ့နော် kukas ဒါကစဖို့မှုရနဲ့လည်းအတူတူပဲ kukas ပေါ့နော်နောက်တစ်ခုက mika ဆိုလို့ရှိရင်ပုဟဲကီရဲ့လေးမှာ mikas စဖို့မှုရမှာလည်း mikas လို့ပဲပြောပါတယ်နောက်တစ်ခုက mita ဆိုလို့ရှိရင်ပုဟဲကီရဲ့လေးမှာ mitas စဖို့မှုရမှာတော့ mitte ဒါမှမဟုတ် mites အဲ့လိုမျိုးပြောရပေါ့နော်နောက်တစ်ခုကကြတော့ keta ဆိုရင် ketas စဖို့မူရဲမှာဆိုရင် kete ဒါမှမဟုတ်လို့ရှိရင် ketes နောက်တစ်ခုကကြတော့ misa ဆိုလို့ရှိရင်ပုဟဲကီရဲ့လေးမှာ misas စပုံမှုရဲမှာဆိုလို့ရှိရင် mise ဒါမှမဟုတ်ချင်း mises mista ဆိုရင်ပုဟဲကီရဲ့လေးမှာ mistas စပုံမှုရဲမှာကကြတော့ miste ဒါမှမဟုတ်ရင် mistes ဆိုတော့အနောက်က s ပေါ့နော်စကားလုံးနဲ့စုံမယ်ပေါ့နော်နောက်တစ်ခုက palionko ဆိုလို့ရှိရင်ပုဟဲကီရဲ့ဒီမှာဆိုရင် palionkos စပုံမှုရဲမှာဆိုရင် palioko လို့သုံးပါတယ်နောက်တစ်ခုက onko ဆိုရင်ပုဟဲကီရဲ့ဒီမှာ onkos စပုံမှုရဲမှာဆိုလို့ရှိရင်တော့ onks လို့ပဲသုံးပါတယ်နောက်တစ်ခုက mixi ဆိုလို့ရှိရင်ဒီပုဟဲကီရဲ့လေးမှာဆိုလို့ရှိရင် mix လို့ပဲပြောရဲစားဖို့မှုရဲမှာလည်း mix လို့ပြောရဲပေါ့နော်ဒါပေမဲ့တချို့အသက်ကြီးပိုင်းပေါ့နော်အဖိုးအဖွားတွေကတော့minka tahan လို့ပြောရဲပေါ့နော် minka tahan ဒါတော့လူငယ်တွေမှာတော့တိတ်ပြီးတော့မှပြောလို့ပြောထားမရှိဘူးပေါ့နော်ကီရီယာကီရဲ့လေးမှာဆိုရင်မိဟင်းဆိုရင်ပုဟဲကီရဲ့လေးမှာမိဟင်း gas ပေါ့နော်စားဖို့မှုရဲမှာဆိုလို့ရှိရင်တော့မိဟင်းပေါ့နော်မိနေဆိုလို့ရှိရင်မိနေ gas ပုဟဲကီရဲ့လေးမှာမိနေ gas စားဖို့မှုရဲမှာဆိုလို့ရှိရင်တော့မိနေကပေါ့နော် s နဲ့မစုံတော့ပေါ့နော်ပုဟဲကီရဲ့လေးမှာတော့မိနေ gas ဆိုတော့မှ s နဲ့ gas နဲ့စုံတယ်ပေါ့နော်နောက်တစ်ခုက mitten ဆိုလို့ရှိရင် mitten gas ဒါမှမဟုတ်လို့ရှိရင် mittens ပေါ့နော် mittens ဆိုပြီးတော့မှပြောရဲနောက်တစ်ခုကဒီစပုံမှုရဲမှာဆိုရင် mitten ကပဲပေါ့နော်နောက်တစ်ခုက kennen ဆိုလို့ရှိရင် kennen gas စပုံမှုရဲမှာဆိုရင် kennen ကပဲ kennen gas ပေါ့နော် s နဲ့မစုံတော့ဘူးမိလွိုင်ဆိုရင် မိလွိုင် gas ပုဟဲကီရဲ့လေးမှာတော့မိလွိုင် gas လို့ပြောရဲစပုံမှုရဲမှာဆိုလို့ရှိရင်မိလုံကဒါဆိုလို့ရှိရင်မိလွိုင်လို့ပြောတာပေါ့နော်
တော့နောက်တစ်ခုကတော့ပေါ့နော်ဒီအမီတို့အများစုသိပြီးသားပေါ့နော်အခြေခံပေါ့နော်မီနာစီနာဒါဆိုလို့ရှိရင်အမီတို့ပုဟဲကီရဲ့လေးမှာဆိုလို့ရှိရင်မာမီနာဆိုရင်မာစီနာဆိုရင်စာဆိုတော့မှပြောတယ်အဲ့ဒါကြောင့်မို့လို့မီနိုလာဆိုလို့ရှိရင်မူလာမီနိုလတာဆိုရင်မိုလတာမီနိုစတာဆိုရင်မူစတာမီနိုဆိုရင်မွန်ပေါ့နော်ဒီလိုပဲပြောတယ်ဒီလိုပဲစီနာဆိုရင်စာစီနိုလာဆိုလို့ရှိရင်ဆူလာစီနိုလတာဆိုရင်ဆူလတာပေါ့နော်စီနိုစတာဆိုလို့ရှိရင်ဆူစတာစီနိုဆိုလို့ရှိရင်ဆူဆိုပြီးတော့မှပြောကြရတယ်ပေါ့နော်ဒါကတော့အခြေခံသိပြီးသားဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်အမီတို့ပေါ့နော်ဝက်ကြလေးတွေနဲ့စကားပြောလေးတွေလေ့ကျင့်ကြည့်ရအောင်ပေါ့နော်အမီတို့အရင်ဆုံးအမီတို့မေးခွန်းမေးမယ် ongo sinula lapsia ပေါ့နော် ongo sinula lapsia ဆိုလို့ရှိရင်အမီတို့ပုဟဲကလေးနဲ့ဘယ်လိုမေးမလဲOngos sulla lapsia. Ongos sulla lapsia. Okay ငါမှခလေးနှစ်ယောက်ရှိတယ်ဒါဆိုလို့ရှိရင်အမေတို့ပုံမှန်ဆိုလို့ရှိရင်ကိရိယာလေးမှာဆိုလို့ရှိရင် Kula minula on kaxi lasta ပေါ့နော် kaxi lasta လို့ပြောတယ်ဒါဆိုရင်ပုဟဲကိရိယာလေးမှာ Kula mula on kax lasta. Kula mula on kax lasta နောက်တစ်ခုကနင်ကစာအုပ်နာကိုကြိုက်လားလို့မေးမယ်ပေါ့နော်အဲ့ဆိုရင်အမီတို့ဘယ်လိုမေးမလဲတုကကိုစီနာစာအုပ်နိုးဒါကပုံမှန်အမီတို့ကိရိယာလေးမှာရေးတာတုကကိုစီနာစာအုပ်နိုးဒါဆိုရင်အမီတို့ပုဟဲကိရိယာလေးမှာဆိုရင်တုကကိုစာအုပ်နိုးတုကကိုစာအုပ်နိုးโอเคငါစာအုပ်နာကြိုက်တယ်ကုလာမီနာတုကန်စာအုပ်နိုးဒါဆိုရင်ပုဟဲကိရိယာလေးမှာဘယ်လိုပြောလဲပေါ့နော်ကုလာmatukan sauno matukan sauno โอเคနောက်တစ်ခုကပါလျုံကိုကဲလို့ဘယ်နှနာရီပဲဘယ်နှနာရီရှိပြီလဲလို့အမီတို့ပြောတယ်ဒါဆိုရင်ပါလျုံကိုကဲလို့ပါလျုံကိုကဲလို့โอเคအခုကတော့4နာရီခွဲပေါ့နော်4နာရီခွဲဆိုလို့ရှိရင်ကဲလို့ပို့လီဗီစီအမီတို့ဒီလိုပြောတယ်ဒါဆိုရင်ပုဟဲကိရလေးမှာဆိုရင်ကဲလို့ပို့လူဗီစီကဲလို့ပို့လူဖီစ်ဒီလိုမျိုးပြောရဲပေါ့နော်โอเคနောက်တစ်ခုကကြတော့နှင်းပမာနေလဲအဲ့ဆိုရင်မီဆာစီနာအဆုဒါပုံမှန်ရေးလိုက်တဲ့ဝက်ကြပေါ့နော်ဒါဆိုရင်အမီတို့ပုဟဲကိရဒီမှာဆိုလို့ရှိရင်မီဆာစာအဆုမီဆာစာအဆုဒါဆိုရင်ငါကကို့ပြောမှနေပါတယ်မီနာအဆွန်ကို့ပြောစာဒါဆိုရင်ပုဟဲကိရဒီမှာဆိုရင်မာအဆွန်ကို့ပြောစာမာအဆွန်ကို့ပြောစာโอเคနင်ကဒီပေါ့နော်ဖင်းဘာသာစကားကိုပြောတတ်လားဆိုလို့ရှင်ပုဟုကိုစီနာဆိုမဲပုဟုကိုစီနာဆိုမဲဒါဆိုရင်ဘယ်လိုမေးမလဲပုဟုကိုစာဆိုမဲပုဟုကိုစာဆိုမဲโอเคငါကဖင်းဘာသာစကားပြောတယ်ကုလာမီနာပုဟုဆိုမဲဒါဆိုလို့ရှင်ကုလာမာပုဟုဆိုမဲကုလာမာပုဟုဆိုမဲဒီလိုမျိုးပြောရဲပေါ့နော်โอเคဒါကတော့အမလီပေါ့နော်ဒီပုဟဲကိရလီနဲ့ပတ်သက်တာလေးကိုအမလီတိတလောက် sharing လုပ်ပေးတာပေါ့နော်တကယ်တော့ဒီပုဟဲကိရလီကတော့ပုံမှန်ပေါ့နော်နေ့စဉ်ကိုလုပ်ငန်းခွင်ပေါ့နော်ဒီတယောက်နဲ့တယောက်ဒီ fin လူမျိုးတွေနဲ့စကားပြောတဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့နော်သူတို့ပြောတဲ့အခါမှာပဲဖြစ်ဖြစ်ကိုကနားလည်အောင်လို့ပေါ့နော်အဲ့အခြေခံလေးအပြင်အကျဉ်းမြအပြင်နားလည်လွယ်အောင်လို့ပေါ့နော်အမလီကဒီမှာ sharing လုပ်ပေးတာဖြစ်ပါတယ်တကယ်တော့ဒီပုဟဲကိရလီကိုစကားပြောတဲ့အခါမှာပဲသုံးတယ်ပေါ့နော်ဒီတကယ်ပေါ့နော်ဒီအလုပ်ငန်းထဲမှာရှိတယ်ပေါ့နော် report တွေစာတွေရေးတဲ့အခါမှာပေါ့နော်တယောက်နဲ့တယောက်စာတွေရေးတဲ့အခါမှာဆိုလို့ရှိရင်เนาะဒီစကားတွေကိုရေးလို့မရဘူးပေါ့နော်ဒါကလုံးဝစကားပြောတက်ပဲပေါ့နော်တကယ်တယောက်နဲ့တယောက်ဒီစကားပြောတဲ့အခါမှာပဲသုံးတာဖြစ်တယ်ပေါ့နော်တကယ်စာတင်တဲ့အခါဒီမှာတယောက်နဲ့တယောက်ပေါ့နော်ဒီလိုစာတွေရေးတယ်ဒီ report တွေတင်တယ်ဒီလိုမျိုးရေးတဲ့အခါဒီမှာဆိုလို့ရှိရင်เนาะ MAO ကဒီစကားတွေကိုရေးလို့မရဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ကိရိယာလေးနဲ့ပဲရေးပြရမှာဖြစ်ပါတယ်ဒါကတော့ MAO ပေါ့နော်ဒါပထမဆုံးဒီပုဟဲကိရိယာလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးတာဖြစ်ပါတယ်နောက်ထပ်အပိုင်းလေးတွေမှာလည်း Emily ကပေါ့နော်ဒီပုဟဲကိရိယာလေးနဲ့ပေါ့နော်နောက်ထပ်ပေါ့နော်ဘယ်လိုမျိုးစကားလေးတွေကိုပုဟဲကိရိယာလေးမှာသုံးနေပေါ့နော်နေ့စဉ်ကိုတွေအသုံးများတဲ့စကားလေးတွေကို Emily ကနောက်ထပ်ဗီဒီယိုလေးမှာဆက်ပြီးတော့မှပြပြပေးပါမယ်ဒီပုဟဲကိရိယာလေးပေါ့နော်ဒီစောက်ပုံမှုတွေနဲ့ပတ်သက်ပြီးတော့မှဒီပေါ့နော်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်เนาะနောက်ထပ်ဗီဒီယိုလေးတွေကိုလည်းစောင့်ပြီးတော့မှကြည့်ပေးကြပါအောင်လို့အားလုံးကိုကျေးဇူးပါ
စေချောင်းတော့ကိုရဲ့ချစ်သူ